ဒီလိုလေးစဉ်းစားကြည့်ရအောင်ရှင်အဝေးပြေးလမ်းမကြီးတစ်ခုပေါ်မှာတနင်္ဂနွေကိုကီလို200လောက်အရှိန်နဲ့ကားမောင်းနေတယ်ဆိုပါစို့အဲ့ဒီအချိန်မှာမက်လုံးကိုအဝစ်နဲ့9စက္ကန့်လောက်တင်းတင်းကြပ်ကြပ်စီးပြီးဆက်မောင်းကြည့်ပါလားလို့တယောက်ယောက်ကလာပြောရင်ဘယ်လိုလုပ်မလဲယူနေလားလို့ပဲပြန်မဲရမှာပေါ့ဗျာဘယ်သူမှအဲ့ဒီလိုအသက်အန္တရာယ်ရှိတဲ့အလုပ်ကိုလုပ်မှာမဟုတ်ဘူးလေဟုတ်တယ်မလားဒါပေမဲ့တကယ်လက်တွေ့မှာကြတော့လူတန်းပေါင်းများစွာကဒီအလုပ်ကိုနေ့တိုင်းလို့မသိပဲလုပ်နေမိကြတယ်ကားမောင်းနေဆိုတာကိုကျမတို့ကစက်ရန်တရားတစ်ခုကိုခလုတ်နှိပ်လီဗန်နှင်းပြီးထင်းချုပ်ရတဲ့တာမန်လုံးကိုင်းစင်တစ်ခုလိုပဲမြင်တတ်ကြတာကိုတိကျပါတယ်ဗျာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်နဲ့ဥနောက်တွေကစက်တွေလို24နာရီအလုပ်လုပ်ဖို့ဖန်တီးထားတာမဟုတ်ဘူးဆိုတာကိုလူတွေကမေ့နေတတ်ကြတယ်အဲ့တော့နနချင်းသတင်းမှာထုတ်လွှင့်သွားတဲ့ရင်တိုက်မှုသတင်းမတန်းတဲ့အကြောင်းမှာဒီသတင်းတွေကိုရိုးရိုးဖတ်ပြသွားဖို့မဟုတ်ပါဘူးဟုတ်ကဲ့ကျမတို့ရဲ့အတိအကရွေချက်ကနေ့စဉ်လမ်းမတွေပေါ်မှာဖြစ်ပျက်နေတဲ့ကြောက်မက်ဖွယ်ရင်တိုက်မှုတွေရဲ့နောက်ွယ်ကဘယ်လိုပြောမလဲဇီဝကမတ်ဆိုင်ရာနဲ့စိတ်ပညာဆိုင်ရာအကြောင်းရင်းအမှန်တွေကိုနက်နက်တူးဆိုကြည့်ဖို့ဖြစ်ပါတယ်ဒီသတင်းတွေကိုတေချာစစ်ဆေးကြည့်တဲ့အခါမှာလေရင်တိုက်မှုဆိုတာကံမကောင်းလို့ဖြစ်ရတဲ့မတော်တဆမှုဆိုတာထက်လူသားတွေရဲ့ဦးနောက်ကသတင်းအချက်လက်တွေကိုဘယ်လိုလက်ခံစီမံတယ်လဲခန္ဓာကိုယ်ကပတ်ဝန်းကျင်ကိုဘယ်လိုတုံ့ပြန်တယ်လဲဆိုတာနဲ့တရိုက်သက်ဆိုင်နေတာကိုတွေ့ရပါတယ်ဒါတွေကိုနားလည်ထားဖို့ကလမ်းပေါ်ထွက်နေရတဲ့လူတွေအတွက်ရန်ကိုရည်ကြည်ပါတယ်ဗျာဒါဆိုရင်ပထမဆုံးအနေနဲ့တက် crime မဲဆောက်လမ်းပိုင်းမှာဖြစ်သွားတဲ့ဖြစ်ရတစ်ခုကနေစလိုက်အောင်ရှင်ခီးတည်ခြင်းရံလုံရောင်ဝင်တဲ့စီးကလမ်းဘေးမှာရပ်ထားတဲ့ဆယ်ဘီကားကြီးကိုအရှိမလျှော့ပဲဝင်တိုက်မိသွားတယ်ဆယ်ဘီကားမောင်းလို့အသက်40နှစ်ရွယ်ဦးဝစ်ချက်ကလမ်းတစ်ဖက်ကူပြီးရေတော့ဝယ်ဖို့ကားကိုရပ်ထားခဲ့တာပါအင်းတော်လေးပြင်းထန်တဲ့တိုက်မှုပဲဗျာဟုတ်ကဲ့ရှင်ဒီဖြစ်ရမှာလူ9ယောက်ပွဲချင်းပြီးတည်ဆုံးခဲ့ပြီး9ယောက်တန်ရာရခဲ့ပါတယ်တည်ဆုံးသူတွေထဲမှာအသက်80နဲ့ရွယ်မန်လုံရွယ်မောင်ဦးနိခွန်းနဲ့ဧပြီလ10ရက်နေ့ကမှအလူဆောက်ဝင်ကျဒူနာဖြူဆီယာမလီမတ်တန်တီယာတို့ပါဝင်ပါတယ်ဒါဆိုရင်မန်လွန်ရင်ရမောင်းကအရှိန်မထွေးနိုင်ပဲဝင်တိုက်မိတာများလား break ပေါက်တော့တာလားအဲ့ဒါကအဓိကအချက်ပဲစွန်ဆန်းစစ်ဆေးမှုတွေကအဲ့ဒီလမ်းမပေါ်မှာ break ထားတဲ့ရံပီးကလုံးဝကိုမတွေ့ရဘူးလို့ဆိုပါတယ်တကယ်ကြီးอ่ะလုံးဝမတွေ့ရဘူးဟုတ်တယ်လုံးဝမတွေ့ရတာချင်းပြီးတော့ကက်ဆက်ရည်ရောက်တော့တဲ့အချိန်မှာအလောင်းတွေကြားထဲကနေသမီးမိမေကိုကဲကြပါအောင်ဆိုပြီးငိုယိုနေတဲ့အသက်2နှစ်အရွယ်ကလေးငယ်လေးတယောက်ပဲအသက်ရှင်ကျန်ရခဲ့တယ်ကက်ဆက်ရည်နဲ့ဒေတာခိုင်တွေကကားစီတွေယူစိမ့်လာလို့ပောက်ခွဲမှာဆိုတဲ့အတွက်ဖိနက်တောင်မစီးနိုင်ပဲအရင်စလိုပြေးကက်ခဲ့ရတယ်လို့သိရတယ်စိတ်မကောင်းစရာပါပဲဗျာဒါပေမဲ့ဒီဖြစ်ရဲ့ယူပါဘေးရတဲ့ဇီဝဘေးရသဘောတရားကိုတေးချပြန်ကြည့်ရင် break ကလုံးဝမရှိဘူးဆိုတာကတက်ကက်ကိုထိတ်လန့်စရာကောင်းတဲ့အချက်ပါပုံမှန်ဆိုရင်အရှိန်နဲ့မောင်းလာတဲ့ကားတစ်စီးကရှေ့ကအထားစီးကိုဝင်တိုက်တော့မယ်ဆိုရင်လူဦးနောက်ကအလူလျောက်တွန့်ပြတ်ပြီးခြေထောက်က break ကိုနင်းမိတတ်ပါတယ်ဟုတ်တယ်လေဒါကလူရဲ့အခြေခံတွန့်ပြတ်မှုတော့ပေါ်ပါပဲမလားအတိအကျပဲလေဆိုလိုတာက break မအုပ်ဘူးဆိုတာရင်မောင်းကအသက်ရှင်ဖို့ကြိုးစားတဲ့တွန့်ပြန်မှုလုံးဝမလုပ်ခဲ့ဘူးပေါ့ဒါကအစားကကျမဖြိုးခဲ့လေမျက်စိကိုအဝတ်စီးပြီးကားမောင်နေလာနဲ့အတူတူပဲမဟုတ်ဘူးလားရှင်ဘာလို့လူတယောက်ကကိုယ့်ရှေ့မှာကားကြီးတစ်စီးရပ်ထားတာကိုမြင်လျက်နဲ့ဘာတွန်းပြန်မှုမှမလုပ်တာလဲဒီနေရာမှာတကယ်စိတ်ဝင်စားကြကောက်တာကအဲ့ဒါပါပဲ break လုံးဝမရှိဘူးဆိုတာဟာရင်မောင်းတူတဲ့ဥနောက်အလုတ်လို့ဆောင်မှုကလုံးဝရပ်တန့်သွားတယ်ဒီနေ့ကအဖြစ် micro sleep လို့ခေါ်တဲ့စက္ကန့်ပိုင်းလောက်အိမ်မောကျသွားတဲ့အခြေအနေကိုရောက်သွားတာပါအော်စက္ကန့်ပိုင်းလေးပဲအိပ်ပျော်သွားတာပေါ့ဟုတ်တယ်လူတွေကအိတ်ငိုက်တယ်ဆိုရင်ခေါင်းကွက်ဆိုင်ကြသွားမှမျိုးလုံးမိတ်သွားမှလို့ထင်တတ်ကြတယ်တကယ်တမ်းကမျိုးလုံးပွင့်နေရင်တောင်မှဥနောက်ရဲ့အရှိဘချမ်းကအလုံးလုံးတာရက်သွားပြီးတရင်အချက်လက်တွေကိုအတိမာမပြုတော့တဲ့အခြေအနေမျိုးဖြစ်သွားနိုင်ပါတယ်ဟာဒါဆိုမျိုးလုံးကပွင့်နေပြီးရှေ့ကိုကြည့်နေရင်တောင်ဥနောက်ကမြင်နေတဲ့ပုံရိပ်တွေကို process မလုပ်တော့ဘူးပေါ့မှန်ပါတယ်ဗျဥနောက်ကလုံးဝ offline ဖြစ်သွားတဲ့သဘောပါဒီလိုအခြေအနေမှာခန္ဓာကိုယ်ကလည်းဘာတုံ့ပြန်မှုမှမလုပ်နိုင်တော့ပါဘူးအဲ့ဒီတော့ကားကအရှင်အပြည့်နဲ့ဝင်တိုက်မိပြီးဆက်ပြီးကားရဲ့နောက်ဘက်ကတန်ချောင်းတွေဟာမှလုံးရင်ရဲ့အတွင်းပိုင်းတစ်ထီထိုးဖောက်ဝင်ရောက်သွားတာပေါ့ဒါဟာပင်ပန်းနွမ်းနယ်မှုကိုလစ်လူရှုလိုက်တဲ့အကျိုးဆက်ပါပဲအဲ့လာကတကယ်စဉ်းစားစရာပဲရှင်လူတွေကအယက်မိုးမိကားမောင်းတာကိုကြတော့အရန်ကြောက်ကြတယ်ဒါပေမဲ့အရင်မဝါတာအိမ်ငိုက်တာကိုကြတော့ပေါ့ပေါ့တန်တန်သဘောထားပြီးငါစက်မုံနိုင်ပါသေးတယ်ဆိုတဲ့စိတ်နဲ့အတင်းစက်မုံတတ်ကြတာဘာလို့အဲ့ဒီလိုကိုယုံကြည်မှုလွန်ကဲနေကြတာလဲအကျုံးရင်းကအရက်မူးနေရင်ကိုမူးနေမှကိုသိတယ်လေဒါပေမဲ့အင်္ဂိတ်တက်ကကြတော့ဦးနောက်ကသူ့ကိုသူအိပ်ပြောသွားမှမသိလိုက်ဘူးပဲဟုတ်တာပေါ့
အင်ငိုက်ချင်းဟာအရက်မူပြီးကားမောင်းတာထက်တောင်ပိုကြောက်စရာကောင်းပါတယ်အရက်မူနေရင်အာယုံခံနေစွမ်းနေသွားပြီမဲ့နည်းနည်းတော့ကြံသေးတယ်အခုနပြောတဲ့ micro sleep အခြေအနေရောက်သွားရင်တော့အတိစိတ်ဆိုတာတုံညက်ဖြစ်သွားပါပြီ